ဒီကျွန်တော်အကယ်ဒမီရပြီးနောက်ပိုင်းကတော့ဒီတိုင်းကျွန်တော်တာမန်ပါပဲရိုးရိုးတန်တန်းပါပဲဗျဟုတ်ပို့ပြီးတော့ကျွန်တော်စူးစမ်းသွားရမယ့်အပိုင်းတွေရှိလာတယ်ပို့ပြီးလေးလာရမယ့်အပိုင်းတွေရှိလာတယ်ပေါ့နော်ဒီထက်ပုံမကောင်းမွန်တဲ့music တွေပို့ပြီးတော့ခံစားတတ်ဖို့လဲကျွန်တော်လိုအပ်လာပြီဟုတ်ကျွန်တော်အတွက်ကတော့ကျွန်တော်ရမ်းကိုပျော်တယ်ပေါ့နော်ဒီလိုကျွန်တော်ရှိအခု music နဲ့ပဲတောက်ချောက်နေရတာကကျွန်တော်အတွက်အောင်မြင်မှုတစ်ခုပါပဲဒီကျွန်တော်ကိုယ်ပိုင်တခြင်းတွေလည်းထုတ်မယ်ပြီးတော့တီးလုံးတွေလည်းရေးတယ်ပေါ့နော်ပြီးတော့အခုဒီဘက်ဆိုလည်းကွန်ဆာဘူတို့နဲ့program တွေလည်းလုပ်ဖြစ်တယ်ပြီးတော့ရုပ်ရှင်တွေကလည်းတီးနေရတယ်ပေါ့ဒါကလည်းဘယ်လိုပြောမလဲ music ကြောက်မှာပဲကျွန်တော်ကိုပြင်းတစ်ခုလောက်တာပြင်းသွားပြီဆိုရင်နောက်တစ်ခုပြောင်းလုပ်လို့ရတယ်ပေါ့ဒါကျွန်တော်အတွက်တော့ဒီလိုပဲကျွန်တော်တော့သွားတယ်ဟုတ်ကျွန်တော်ကအဓိကပထမဆုံးဆရာဒီယာမိုစီကိုကျွန်တော်အသက်14နှစ်မှာစရောက်တော့မြောက်တကုံပါနော်မြောက်တကုံမှာစပြီးတော့ကျွန်တော်စခဲ့တယ်ပေါ့ပြီးလဲပြီးတော့ဒီဘက်ဂီတမျိုးစပြီးတော့ဖြစ်ပေါ်တာဖြစ်တဲ့တောင်တကုံပေါ့နော်တောင်တကုံမှာကျွန်တော်တောက်လျှောက်တက်ဖြစ်ပါတယ်ဟုတ်အရင်ဆုံးကျွန်တော်ကပီယန်နိုစပြီးတော့တက်ခဲ့တယ်ပေါ့ဆရာရှိမှာပီယန်နိုပြီးရင်ဆရာကိုယ်တိုင်သင်ပေးတဲ့ theory အတိုင်းအောင်လဲကျွန်တော်မှီခဲ့တယ်မှီခဲ့တော့တော်တော်များများကိုကျွန်တော်ပွင့်သွားခဲ့တယ်ပေါ့နော် music ကိုတကယ်အရသာခံပြီးတကယ်ခံစားတတ်လာတယ်ပေါ့ဟုတ်ဆရာစီမှာကျွန်တော်ကအခုနောက်ပိုင်းမှာတော့ဆိုင်းဝိုင်းပေါ့နော်ဆိုင်းဆရာတယောက်အနေနဲ့ပဲကျွန်တော်ဆက်ပြီးတော့တီးခတ်ခဲ့တယ်ပေါ့ဆရာကျေးဇူးကြောင့်ပါပဲကျွန်တော်အများကြီးလမ်းနေရောဒီ music နဲ့ပတ်သက်တဲ့အသိပညာတွေဘောင်းစုံကိုကျွန်တော်လေ့လာခွင့်ရခဲ့ပါတယ်ဟုတ်အရန်ပြောဖို့ကောင်းပါတယ်ဆရာဒီဂီတမျိုးဒီ music အကြောင်းကတစ်နှစ်ကိုပို့ပြီးတော့ကလေးတွေရောဒီဘယ်လိုပြောမလဲပုံမူပြီးတော့နွေးထွေးနဲ့တကယ်ပျော်စရာကောင်းတဲ့တကယ်ဂီတရံဝင်တစ်ခုလို့ကျွန်တော်မြင်တယ်မပြီးတော့အရန်လဲပီတိဖြစ်တယ်ပြီးတော့ဆရာအတွက်လည်းအရန်ဂုဏ်ယူပါတယ်ဟုတ်ဂီတမျိုးကတော့ဂီတဘောင်းဆောင်ရှင်သန်တဲ့နေရာလို့ကျွန်တော်မြင်တယ်ပေါ့နော်ဒီဘောင်းဆောင်ဘယ်ဟာလေးလာခြင်းလဲပေါ့ဘယ်ဘက်ကိုသွားခြင်းလဲတရောပဲတီးခြင်းလားတရောထိုးခြင်းလားပေါ့ဆန်နေရတီးခြင်းလားအဆိုပဲဆိုခြင်းလားဘောင်းဆောင်ရှိတဲ့တကယ်ဂီတရံဝင်ရောကျွန်တော်ခုနပြောသလိုပဲပေါ့အဲ့မှာကိုဝါနာပါတဲ့နေရာလေးကိုတီးခတ်လို့ရတယ်တင်ကြားခွင့်ရမယ်ပေါ့ဟုတ်ဒီကျွန်တော်အကယ်ဒမီရပြီးနောက်ပိုင်းကတော့ဒီတိုင်းကျွန်တော်တာမန်ပါပဲရိုးရိုးတန်တန်းပါပဲဗျဟုတ်ပို့ပြီးတော့ကျွန်တော်စူးစမ်းသွားရမယ့်အပိုင်းတွေရှိလာတယ်ပို့ပြီးလေးလာရမယ့်အပိုင်းတွေရှိလာတယ်ပေါ့နော်ဒီထက်ပုံမကောင်းမွန်တဲ့music တွေပို့ပြီးတော့ခံစားတတ်ဖို့လဲကျွန်တော်လိုအပ်လာပြီဟုတ်ဒီကိုအောင်စပူနဲ့ပွဲမှာကျွန်တော်တို့ကပထမဦးဆုံးပေါ့နော်ဒီနှဝိုင်းချင်းပြောရမယ်ဒီပွဲထွက်အစာပိုင်းမှာတီးခတ်ရတဲ့ music ပေါ့နော်ဒီ music ကိုကျွန်တော်ပထမဦးဆုံးလောက်ခွင့်ရတယ်ပေါ့ပြီးတော့အကိုနဲ့မှကျွန်တော်စပြီးတော့ရေးခွင့်ရတယ်အဲ့အများကြီးလည်းတွေ့ကြုံရခဲ့ပါတယ်ဒီကြားထဲမှာတော့ကျွန်တော်ရဲ့ကိုကြီးကိုထပ်ပေါ့နော်ကိုကြီးကိုထပ်နဲ့အတူကိုကြီးကိုထပ်ရေးပေးရတဲ့တခြင်းလေးတွေပေါ့ဒီတခြင်းလေးတွေကိုကျွန်တော်တို့တွေတီးခတ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ဆိုထားတယ်ပေါ့နော်ဒီနှစ်အတော်တက်မှာပဲကျွန်တော်တို့ထွက်ဖို့ရှိပါတယ်နှစ်ပုတ်သုံးပုတ်လောက်တော့ရှိဟုတ်music style ကတော့ကိုကြီးရဲ့ theme ဖြစ်တဲ့ဒီ electronic ပေါ့နော်ကျွန်တော်ကထူးခြားတာကတော့ science ဆရာတယောက်ဖြစ်ပေမဲ့ဒီဘက်kit electronic music တွေ keyboard music တွေလည်းကျွန်တော်ကကြိုက်တယ်ပေါ့ပြီးတော့အခုထောက်လျှောက်လဲလေ့လာပြနေတာဖြစ်တဲ့အတွက်ဒီ electronic music နဲ့ကြားရမယ်လို့တကယ်စစ်မှန်လို့တော့ကျွန်တော်ထင်တယ်ဟုတ်ကျွန်တော်အတွက်ကတော့ကျွန်တော်ရမ်းကိုပျော်တယ်ပေါ့နော်ဒီလိုကျွန်တော်ရှိအခု music နဲ့ပဲတောက်ချောက်နေရတာကကျွန်တော်အတွက်အောင်မြင်မှုတစ်ခုပါပဲဒီကျွန်တော်ကိုယ်ပိုင်တခြင်းတွေလည်းထုတ်မယ်ပြီးတော့တီးလုံးတွေလည်းရေးတယ်ပေါ့နော်ပြီးတော့အခုဒီဘက်ဆိုလည်းကွန်ဆာဘူတို့နဲ့program တွေလည်းလုပ်ဖြစ်တယ်ပြီးတော့ရုပ်ရှင်တွေကလည်းတီးနေရတယ်ပေါ့ဒါကလည်းဘယ်လိုပြောမလဲ music ကြောက်မှာပဲကျွန်တော်ကိုပြင်းတစ်ခုလောက်တာပြင်းသွားပြီဆိုရင်နောက်တစ်ခုပြောင်းလုပ်လို့ရတယ်ပေါ့ဒါကျွန်တော်အတွက်တော့ဒီလိုပဲကျွန်တော်ကတော့သွားတယ်ဟုတ်ဒီကျွန်တော်ကိုအားပေးနေတဲ့ပရိသတ်ကောဒီ music ချစ်တဲ့သူများပြီးရုပ်ရှင်ချစ်တဲ့သူများအားလုံးကိုကျွန်တော်ဂီတမျိုးသားဟန်နုစင်အနေနဲ့ဆက်လက်ပြီးတော့စူးစမ်းနေတယ်ပေါ့နော်ပုံမကောင်းမွန်တဲ့ music တွေအတွက်ကိုရှာဖွေနေသေးပါဟုတ်ကဲ့